အိမ်မှာအနီးကပ် guide ဆရာမကိုခေါ်လိုက်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီနောက်ပိုင်းပေါ့နော်ဘာမှထပ်ပြီးတော့မလိုတော့ဘူးလားဘာမှထပ်ပြီးတော့ကျူရှင်တွေအကြောင်းတွေတက်ပြီးတော့လုပ်ချင်မလိုတော့ဘူးလားပေါ့ဒီလိုမျိုးမိကုန်းလေးတွေကဒါမိဘရောဆရာရောကျောင်းသားရောပေါ့နော်နည်းနည်းလေးအမှားယွင်းတွေရှိနေကြတယ်ပေါ့နော်တချို့ကျတော့လည်းဒါမိဘတွေကျောင်းသားတွေကသိနာမလဲပဲနဲ့ guide ပဲခေါ်လိုက်ပြီးတော့မှအပြင်မှာကျူရှင်ကျောင်းတွေမထားဘဲနဲ့ဆက်ပြီးတော့ run နေတာမျိုးရှိတယ်ပေါ့နော်အဓိကဒီနေရာမှာပြဿနာကကြတော့ guide ရယ်ဆရာရယ်ပေါ့နော်နှစ်ခုမကွဲတာဖြစ်ပါတယ်ဆိုတော့ teaching ဘိုင်းကိုသင်တဲ့ဆရာနဲ့ခိုင်းနေကမတူပါဘူးဆိုတော့ guide ဆိုတာကကြတော့ဒီကိုကဒါမှမဟုတ်လေကျောင်းမှာပေါ့နော်ကျူရှင်မှာပဲဖြစ်တခုခုသင်ထားပြီးသားဟာမျိုးတွေသင်ထားပြီးသားတည်ထားပြီးသားစာမျိုးတွေကိုဒီ guide နဲ့တူတူပြန်လုပ်မယ်အင်ဂျာတွေပြန်လုပ်မယ်စာတွေတူတူလေးကျင့်မယ်စာမိုးအတွက်ပြင်ဆင်မယ်ပေါ့ဒီလိုမျိုးလေးတွေပြန်ပြီးတော့မှလုပ်ရတာမျိုးဖြစ်ပါတယ်နောက်ဆုံးကိုမရခဲ့တဲ့ဟာမျိုးတွေဆိုလို့ရှိရင်တော့ဒါတချို့ guide ဆရာမတွေကပြန်ရှင်းပြတာမျိုးရှိတယ်ဆိုတော့အဓိကအဲ့လိုမျိုး guide ကိုခေါ်ရမှာဖြစ်တယ်ပေါ့နော်တချို့ကျတော့လုံးဝအပြင်မှာကျူရှင်ကျောင်းမတက်ပဲနဲ့ guide တည်တဲ့နယ်ပဲသွားတဲ့ခါမျိုးတွေမှာကျတော့ guide ဆရာမကအစအဆုံးတာဝန်ယူပြီးသင်ပေးရနေရတယ်ဘာသာစုံတွေလည်းကင်ပေးနေရတဲ့ခါမျိုးတွေမှာအဆင်မပြေပါဘူးတခြားမို့လို့မခေါ်ခင်မှာတော့တခြားလေး guide အတွက်ပဲခေါ်မှလာတာမဟုတ်လေ guide မဟုတ်ပဲနဲ့သင်ပေးဖို့အတွက်ပေါ့နော်အစဆုံးကိုတာဝန်ယူသင်ပေးနိုင်မယ့်ဆရာမျိုးခေါ်မှလာဆိုတာကိုတခြားဆုံးဖြတ်ပြီးတော့မှရွေးချယ်ပေးပါအဲ့လိုမျိုးဆရာမလေးခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းတကိုင်းမြန်မာမှာလာရောက်ဆောင်ရွက်လို့ရပါတယ်